အပြိုစစ်မစစ်အရေးကြီးလားအပြိုစစ်မစစ်ကိုဘလို့စစ်ဆေးကြမလဲကဲဒီနေ့ဗီဒီယိုလေးမှာအပြိုစစ်မစစ်ကိုဘလို့စစ်ဆေးကြမလဲဆိုတဲ့အကြောင်းအရာလေးကိုဆွေးနွေးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးနဲ့အရေးကြီးဆုံးပြောချင်တာကတော့အမျိုးသမီးတဦးအပြိုစစ်မစစ်ကိုဘလို့သိနိုင်မလဲဆိုတဲ့မိခွန်းအတွက်တိတ်ပံနေကြသတ်မှတ်ထားတဲ့အဖြေတိတိကျကျမရှိပါဘူးအပြိုစစ်ချင်းမစစ်ချင်းကစောင်းဖြတ်ရန်ခေအဆက်ဆက်လက်ဆင့်ကမ်းယူလာတဲ့ယုံတန်းတွေအယူဆမှားတွေသာရှိပါတယ်တခါမှလည်းဆက်ဆံဘူးခြင်းမရှိတဲ့အမျိုးသမီးတဦးကိုအပြိုစင်လို့ခေါ်နိုင်တော့လည်းပဲအမျိုးသမီးတယောက်အပြိုစစ်မစစ်ကိုစစ်စင်းရန်အတွက်တော့ယုံကြည်စိတ်ချရတဲ့စံသက်စစ်စင်းမှုမျိုးစီးပညာမှာမရှိပါဘူးတချို့တွေလက်ခံထားကြသလိုအပြိုမြေးအကောင့်အတိုင်းရှိနေမှအပြိုစစ်တယ်ပထမဆုံးလိန်ဆက်ဆန်ချိန်မှာအမျိုးသမီးကိုကနေပြီးတော့တွေးထွက်မှအပြိုစစ်တယ်ဆိုတာတွေဟာလွဲမှားနေတဲ့အယူဆတွေသာဖြစ်ပါတယ်အပြိုမင်းနဲ့အပြိုစစ်ချင်းမစစ်ချင်းပြဿနာများယနေ့အချိန်ကာလအထိအပြိုမင်းနဲ့ပတ်သက်ပြီးတော့လက်ခံထားတဲ့အယူဆမှားတွေဟာလူလူကြားထဲမှာပြန့်နှံ့နေစေဖြစ်ပါတယ်အပြိုမင်းဟာလိန်ဆက်ဆန်ခြင်းမပြုတ်မီအချိန်ထိအကောင့်တိုင်းရှိရမယ်လိန်ဆက်ဆန်ဘူးမှာစုပ်ပြဲရမယ်ပထမဆုံးလိန်ဆက်ဆန်ချိန်မှာအပြိုမင်းစုပ်ပြဲသွားတဲ့အတွက်တွေးထွက်ရမယ်အပြိုမင်းမရှိရင်အပြိုမစစ်ဘူးဆိုတာတွေဟာယူဆမှားတွေသာဖြစ်ပါတယ်တကယ်တော့အပြိုမေးဆိုတာကမိမကိုအဝမှာရှိတဲ့အမိပါလေးပဲဖြစ်ပြီးအရွယ်မျိုးစုံပုံစံမျိုးစုံရှိတတ်ပါတယ်။ဘာလုံများတောင်မှမမေရမရှိတဲ့အစိတ်ပိုင်းလေးတစ်ခုပဲဖြစ်ပါတယ်။အပြိုမေးနဲ့ပတ်သက်ပြီးတော့သိထားတဲ့နာတွေကတော့မြို့သမီးတိုင်းမှာအပြိုမေးမရှိပါဘူး။တချို့အမျိုးသမီးတွေမှာမွေးရပါအပြိုမေးမပါလာတာသို့မဟုတ်ပါရင်ဆိုယုံသေးတာပါလာတာမျိုးရှိတတ်ပါတယ်။ဒီအချက်တွေကိုကြည့်ချင်းအဖြစ်အပြိုစစ်မစစ်ကိုအပြိုမင်းရှိမရှိနဲ့ဆုံးဖြတ်လို့မရနိုင်တာကိုသိစေချင်ပါတယ်။အချို့သောအားကစားသမားတွေကိုလက်လုံရှာမှုပြင်းပြင်းထန်ထန်ပြုလုပ်တဲ့သူတွေဥမာအားဖြင့်မြင်းစည်းခြင်းစပိန်စည်းခြင်းဂျုံမပစားခြင်းတွေမှာအပြိုမင်းပေါက်ခြင်းပြဲခြင်းတို့ဖြစ်တတ်ပါတယ်။အဆိုပါအားကစားနည်းတွေကိုလေ့ကျင့်နေတဲ့အမျိုးသမီးတွေနဲ့အတူနေစဉ်မှာအပြိုမင်းစုပ်ပြဲပြီးသွေးထွက်တာမျိုးမရှိခဲ့ရင်အပြိုမစစ်ပါဘူးလို့တက်အပ်ဆွဆွဲလို့မရပါဘူး။အပြိုမြေးပြဲခြင်းပေါက်ခြင်းကိုဖြစ်စေရဲ့အခြားအကြောင်းရင်းတွေကတော့ယာတိလာခြင်းတန်ပေါ် menstrual cap ယာတိသွေးခံကွက်အသုံးပြုခြင်းတကူရေးအာသာဖြစ်ခြင်းကျန်းမာရေးစစ်ဆေးမှုများဖြစ်တဲ့တအိမ်ချွဲနှင်းယူခြင်းမိမက်ကို TB ဓာတ်မှန်ရိုက်ခြင်းစသည်လိုပဲဖြစ်ပါတယ်အပြိုစစ်မစစ်ကိုစစ်ပညာအရစစ်ဆေးပြီးတော့သိရှိနိုင်ပါသလားအပြိုတဦးမှာရင်သားတွေတင်မားတွေဘလို့ရှိရမယ်လမ်းလျှောက်ပုံဘလို့ရှိရမယ်အပြိုမြေးအကောင့်တိုင်းရှိရမယ်ဆိုပြီးတော့အစိပညာမှာသတ်မှတ်ထားတာမျိုးမရှိပါဘူးဘလို့စတဲ့စစ်ဆေးမှုမျိုးကမှအပြိုစစ်မစစ်ကိုအတိအကျအဆုံးဖြတ်မပေးနိုင်ပါဘူးခေအဆက်ဆက်လက်ဆင့်ကမ်းလာတဲ့အယူအဆမှားတွေဒလိထုံးတန်းတွေကိုလက်ခံထားတဲ့အချို့ဒေသတွေမှာအမျိုးသမီးတဦးမင်္ဂလာမဆောင်ခင်အပြိုစစ်မစစ်သိနိုင်ရင်မိမက်ကိုရဲ့လက်ထည့်ပြီးစမ်းသက်တာအပြိုမဲရှိမရှိကြည်ရတွေကိုပြုလုပ်တတ်ကြသလိုမင်္ဂလာဦးညမှာမိမက်ကိုကနေပြီးတော့တွတ်ထွက်မထွက်ကြည်ရမျိုးတွေလည်းရှိတတ်ပါတယ်အဆိုပါသူတွေလက်ခံထားတဲ့အယူအဆအမှားတွေအတိုင်းအပြိုမစစ်ပါဘူးလို့ထင်ပါကရိုက်နှက်ကစိတ်ဆင်းရဲအောင်ပြောဆိုပြုမှုရာတွေအပြင်အင်နာခွဲတဲ့အထိပါဖြစ်တတ်ပါတယ်အမျိုးသမီးတစ်ယောက်ရဲ့တန်မိုးနဲ့ကိုချင်းတိတ်ခါကိုအပြိုမဲပေါ်မူတည်ပြီးတော့ဆုံးဖြတ်ခြင်းကမှားရွေးတဲ့အယူဆနဲ့လူအခွင့်အရေးချိုးဖောက်မှုဖြစ်ပြီးတော့အမျိုးသမီးတဦးပေါ်နေပိုင်းဆိုင်ရာရှုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာပါထိခိုက်မှုမျိုးတွေဖြစ်စေနိုင်ပါတယ်အပြိုစစ်ချင်းမစစ်ချင်းထက်ပိုအရေးကြီးတာကလိန်ဆက်ဆန်ခြင်းလိန်မတဆင့်ကူးဆက်တတ်သောယောဂများမကူးဆက်နိုင်စေရဲ့ကာကွယ်တတ်ဖို့ပဲဖြစ်ပါတယ်ဘယ်သူမဆိုမိမိလက်တွဲဖို့အဖြစ်ရွေးချယ်မဲ့သူကိုအပြိုစစ်စစ်လူပြိုစစ်စစ်ကိုသာပို့ပြီးတော့လူလာကြတာဖြစ်ပါတယ်ဒါပေမဲ့အမျိုးသားတဦးနဲ့အမျိုးသမီးတဦးပေါင်းဖက်ရမှာအပြိုလူပြိုစစ်ချင်းမစစ်ချင်းထက်အချင်းချင်းနားလည်မှုချစ်ခင်ကြနာမှုသစ္စာရှိမှုစေစားတွေ့ခေါ်ပုံတူညီမှုတွေကပို့ပြီးတော့အရေးကြီးကြဖို့သိစေချင်ပါတယ်ရှင်။ခဲဒါဆိုရင်အပြိုစစ်ချင်းမစစ်ချင်းဘလို့စစ်စစ်ကြမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ရှင်းလင်းပြီးတော့သိလာပြီလို့ထင်ပါတယ်။စပါရဲ့ The Moment Island YouTube Channel မှာကျမရဲ့နဲ့ပတ်သက်တဲ့ဗီဒီယိုများကိုအပတ်စဉ်တက်ဆက်ပေးနေတာကြောင့် The Moment Island YouTube Channel, Facebook Page, Telegram Channel နဲ့ TikTok Channel တို့ကိုလည်း Like and Subscribe ပြုလုပ်ထားဖို့တောင်းဆိုပါရစေရှင်။ယခုဗီဒီယိုလေးကိုလည်းလူအပ်နေတဲ့သူတွေစီကိုမျှဝေပေးခြင်းအပြင်ကူညီပေးလို့ရပါတယ်။ Sparrow နောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြပါအောင်မယ်။